အလုပ်တစ်ခုကိုလူတွေကအကြောင်းမျိုးနဲ့စတင်ကြတယ်ဒါပေမဲ့အလုပ်တစ်ခုမှာပထမဆုံးတွေးမိတာကစတွေ့ရမယ့်လူတွေကြောင့်ပါ ငါလေးအတက်လားဒီမှာခဏထိုင်ဆောင်လေးပါလား အဲ့လူကြောင့်ပဲအလုပ်မှာပို့ပြီးပျော်ရွှင်ရတယ်မတူညီရဲ့ department မတူညီရဲ့ personality ဒါပေမဲ့တယောက်အတွက်တယောက်ကအမြဲရှိနေပြီးကြတယ် ငါအနေနဲ့ငွေချင်းတွေနဲ့ပတ်သက်ပြီးတော့ appreciate ဖြစ်ဆောင်ဘာဖြစ်မလဲ စညစ်စရာတွေရှိနေရတော့သူတို့နဲ့ရှိနေရင်အမြဲရှိရတယ် အလုပ်ရန်ကြိုးစားတာကို အမြဲတမ်းဥဆောင်ပေးတယ် စိတ်ရှည်ရပါတော့နော် အလုပ်ကြောင့်မွန်းကျက်လာတဲ့ခါတိုင်းအမြဲနှားထောင်နေရယ်